ရှမ်းပြည်နယ်ရှေ့ပိုင်းမိုင်းအောင်မြို့နယ်ပြန်ကြားရေးနေပြည်သူ့ဆက်ဆံရေးစီဌာနလူထုအရှိပြုပို့ဌာန community ဆန္ဒခမနိုင်ရင်းနေတဲ့ပိုင်းကတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာတိပြန်ပေးတော့ဖြုတ်ကိုပြုလုပ်ကျင်းပရာဒုတိယစီမှုဒေါ်နပတ်နဲ့စံစစ်တော်ရုပ်တန်ဒေါ်နစီဖောင်တို့ကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်မင်္ဂလာပါမရေမင်္ဂလာပါညီမရေဟုတ်ကဲ့ဒီကနေ့ပြုလုံးမဲ့ top show နဲ့ဆွေးနွေးမယ့်အကြောင်းအရာကိုအမကပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာတိပညာပေး top show ဖြစ်ပါတယ်ဆွေးနွေးမယ့်အကြောင်းအရာကတော့တဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရမည်ပဲဖြစ်ပါတယ်ဟုတ်ကဲ့တိပင်တည်တော်များဒီကဘာမြေပေါ်ရှိသက်ရှိများအားလုံးရှင်သန်ရက်တည်ရဲ့အတွက်အလိုရေးပါလာပါတယ်ရှင်ဒါအပြင်ရာတီဥတုမြတာရေးစားရည်ရိတ်ခါဖူလုံရေးတဘာဝဘေးအန္တရာယ်များသားစည်းကာကွယ်ရေးရေနှင့်မြေစီးလွှာထိန်းသိမ်းရေးစသည့်ကေဟစနစ်ဝန်ဆောင်မှုများကိုစဉ်ဆက်မပြတ်ပံ့ပိုးပေးလက်ရှိပါတယ်ရှင်တစ်ထင်းဝါကျင်းအစားအစာစေဝါစသည့်တည်တော်ထွက်ပစ္စည်းများနှင့်ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုများကိုလည်းပံ့ပိုးပေးလက်ရှိပါတယ်ရှင်တိပိတိတော်စိုက်ပျိုးခြင်းများဖြင့်တဘာဝဘေးအန္တရာယ်ကိုအထိုက်အလျောက်လျှော့ချနိုင်တဲ့ဖြင့်ဒေတာအသီးသီးရှိကျေးရွာအုပ်စုများအလိုက်တိတော်စိုက်ခင်းများစိုက်ပျိုးပြီးနိုင်ငံတော်ဝန်လုံးရှိတိပိတိတော်များဖြစ်ထွန်းအောင်မြင်ရေးအတွက်ကောင်းတဲ့ဖို့ဆောင်ရွက်သွားရမှာပဲဖြစ်ပါရဲ့ရှင်တန့်ရှင်လာပါတော့တဘာဝပတ်ဝန်းကျင်ဒီလူသားတို့ကိုစိတ်ရှင်လန်းစေယုံသားမှာကကျမရဲ့အတွက်လည်းအထောက်အကူပြုလက်ရှိပါတယ်ရှင်ဒါကြောင့်လူသားတို့ကလည်းမိမိတို့ဤတဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းပြုပြင်ကလှပအောင်ပြုလုပ်ရမှာပဲဖြစ်ပါတယ်ရှင်မိမိတို့ကဘာမြေကြီးစိန်လန်းဆိုပြရေးဒီလူသားတိုင်းအတွက်တာဝန်ရှိသောအရာပင်ဖြစ်ပါရဲ့ရှင်မိမိတို့နေထိုင်သောပတ်ဝန်းကျင်ကိုတာယာအောင်ဆိုပြေဒီထက်ပိုမိုဆိုပြေလာအောင်ကြိုးပမ်းရင်လူသားတို့၏တန်ဖိုးမှာမြင့်တက်လာမှာပဲဖြစ်ပါရဲ့ရှင်ဒါအပြင်တဘာဝတရားစာသားများမြေအရင်မြင့်များရေအရင်မြင့်များတိတော်အရင်မြင့်များစသည်တို့ကိုထိမ့်သိမ်းခြင်းဒီလဲတဘာဝပတ်ဝန်းကျင်အလားကိုထိမ့်သိမ်းခြင်းလည်းဖြစ်ပါရဲ့ရှင်စိန်လန်းမှဆိုပြေမှရှင်လန်းမှကျမ်းမှချမ်းသာခြင်းအစီကိုရနိုင်မှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါအမအနေနဲ့ဆက်လက်ဆွေးနွေးပေးပါအောင်ရှင်ဟုတ်ကဲ့ပါမိမိတို့နိုင်ငံဟာတရားစတများအပါအဝင်စိန်လန်းဆိုပြေတော့တဘာဝအလားများစွာရှိနေပါတယ်တို့တော့လေလူသားတို့ကပင်ထိုအလားများကိုမတိမတာဆို့ယွင်းပျက်စီးအောင်ပြုလုပ်နေကြပါတယ်ထင်းအတွေ့တိခုတ်ရာမှတိတော်များဖြုံးတီးလာပြီးယနေ့ကဘာယတီဥတုများအထိဖောက်ပြန်လာတာကိုလက်တွေ့ခန်းစားနေရပြီဖြစ်ပါတယ်တိတော်ဥစိထနာအနေဖြင့်တဘာဝပတ်ဝန်းကျင်စိန်လန်းဆိုပြေလာစေရဲ့အတွက်တဘာဝဘေးမဲ့ဥယျာဉ်နဲ့တိတော်များကိုနိုင်ငံတော်ဝန်စိုက်ပျိုးထူထောင်လက်ရှိပါတယ်ယခုအခါမှာ2026ခုနှစ်မိုးရာတီနိုင်ငံတော်အဆင့်ပထမအကြိမ်မိုးရာတီတိပင်စိုက်ပျိုးမှုများကျင်းပလက်ရှိပါတယ်ဒါပြင်တိုင်းဒေသကြီးပြည်내အစိုးရအဖွဲ့များကလည်းမိုးရာတီတိပင်စိုက်ပျိုးပွဲများကျင်းပလက်ရှိပါတယ်ယခုအခါထင်းအစားထိုးလောင်စာများတီထွင်ပေးခြင်းထင်းဆိုင်ခင်းများအကောင်အထည်ဖော်ပေးခြင်းတိတောဥပဒေများပြဋ္ဌာန်းကတိတောများတရားမဝင်ခုတ်လဲခြင်းတို့ကိုတားမြစ်လက်ရှိပါတယ်တို့ဖြစ်ရာယတိဥတုတောကိုမီဟုဆိုတကဲ့သို့မိမိတို့နေထိုင်ရာပတ်ဝန်းကျင်ရဲ့ယတိဥတုမှန်ကန်မှုအတွက်တိတောတိပင်များမှာလွင်စွာအရေးပါလက်ရှိရာမျိုးစတိလူငယ်များအနေဖြင့်တဘာဝပတ်ဝန်းကျင်အလတ်တရားကိုမပြတ်စည်းအောင်ထိန်းသိမ်းရမည်ဖြစ်ပါတယ်မိမိတို့ရဲ့နောင်နာနောင်တများကောင်းစားရဲ့အတွက်တိပင်ပန်းမှန်များစိုက်ပျိုးခြင်းဖြင့်စိန်လန်းဆိုပြေတော့တဘာဝအလတ်တရားများကိုဖန်တီးပေးရမှာဖြစ်ပါကြောင်းဆွေးနွေးလိုက်ရပါတယ်ရှင်ကျွန်မကတော့ဝေဝေခိုင်ပါရှင်